အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Chelsea နဲ့ Everton ပွဲကောင်းလေးရှိတယ်ပြီးတော့ Liverpool နဲ့ Brighton ပွဲစဉ်လေးရှိတယ်ကျွန်တော်တို့ဒီနေ့ Saturday prediction လေးကျွန်တော်တစ်ချက်လောက်သုံးသပ်ကြည့်လိုက်ရအောင် Okay Chelsea နဲ့ Everton ပွဲစဉ်ကတော့စိတ်ဝင်စားဖို့ကောင်းတယ် Chelsea ရတဲ့နောက်ပိုင်းမှာခြေပြင်းနေတယ်လို့Everton လည်းဒီနေ့မှမဆိုးတဲ့ရလဒ်တွေနဲ့ပဲပြောလို့ရမယ်နော် Chelsea ကအိမ်ဝင်းမှာကစားရတဲ့အတွက်ဘောပူဇင်ရှင်ပိုင်းနေနဲ့အတက်ကယ်ပိုင်းတွေမှာတော့အားသာချက်ရှိနိုင်တယ် Everton ကတော့ defensive ဘိုင်းကိုအားထားကစားတဲ့အသင်းဖြစ်ပြီးတော့ away game တွေမှာဂိုးရဖို့နည်းနည်းခက်ခဲတယ်နော် prediction လေးကဒီပွဲမှာ Chelsea ကိုနိုင်ဖို့ခံမှန်းထားသလို goal over လေးကလည်း 1.5 လောက်ပဲရှိမှနေတာတကူဒီနေ့ပွဲစဉ်တွေကို Chorus score နေမြင့်ကျွန်တော်တတ်မှတ်မှဆိုရင်တော့2-0 2-1ဆိုတဲ့အနေထားနဲ့ဖြစ်နိုင်မယ်လို့ကျွန်တော်ခံမှန်းလိုက်ပါတယ် Okay ကျွန်တော်ပြီးတာနဲ့ Liverpool နဲ့ Brighton ပွဲစဉ်လေးသုံးသပ်ကြည့်လိုက်ရအောင် Liverpool ကအိမ်ဝင်းမှာအရန်ကောင်းတဲ့သင်းဖြစ်ပေမဲ့ခုကတော့ခြေနဲ့ပြက်နေတဲ့အနေထားပေမဲ့ Liverpool ခုနောက်ပိုင်းဆော့တဲ့အနေထား high pressing နဲ့ဂိုးချက်လေးမှာမြတ်မြတ်ဖန်တီးနိုင်ပြီးတော့နည်းနည်းဂိုးရနိုင်ချေရှိတယ် Brighton ကတော့ဒီနေ့မှာပတ်စင်ကောင်းပြီးတော့သင်းကြီးတွေနဲ့တွေ့ဆုံတဲ့အတိုင်း defensive တွေမှာမားရွံ့နေများတာတော့တွေ့ရနော်ဒီပွဲစဉ်မှာ prediction တွေကတော့ Liverpool ဝင်းဖို့အတွက်အနေထားကိုပေးထားပြီးတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတာဒီပွဲစဉ်မှာ Botan to score yes ဖြစ်သွားနိုင်နော် Chorus score တွေမှာတော့ဒီနေ့အတွက်တစ်ပေးတဲ့အနေနဲ့ကျွန်တော်3ဂိုး2ဂိုးလောက်နဲ့ခံမှန်းလိုက်ပါတယ်ဗျာ Okay ဒီနေ့သင်းရလည်းမစိုးလို့ပြောမှခြေမြတယ်လို့ပေါ့ဗန်လေးကနောက်ဆုံးပွဲလေးမှာအရှုံးပွဲလေးပဲဖူဟန်တော့ဒီနေ့မှာထူးထူးခြားခြားဖွဲ့ဆော့ပြီးတော့နောက်ဆုံးနှစ်ပွဲမှာဂိုးတော်တော်များထားရနော်ဒီပွဲစဉ်မှာဗန်လေးကတော့တိုက်ဂိမ်းဖြစ်ပြီးတော့ဗန်လေးက hope advantage လို့နည်းနည်းကောင်းတယ်ဖူဟန်ကလည်း counter attack နဲ့သွားမှနေထားရစုပြီးတော့ဒီပွဲမှာဂိုးများများမဖြစ်နိုင်တဲ့ပွဲများဖြစ်သွားနိုင်တာဖူဟန်ရဲ့ပွဲစဉ်တောက်လျှောက် prediction ကတော့ draw or ဗန်လေး double check ဖြစ်သွားနိုင်ရနော်ဒီပွဲကတော့ 2.5 goal and ဖြစ်နိုင်တယ် Chorus score တွေနဲ့ပြန်လို့ goal score ကို1-0ဆိုတဲ့အနေထားနဲ့ကျွန်တော်ပွဲစဉ်ခံမှန်းလိုက်ပါတယ်ဗျာ Okay နောက်ဆုံးပွဲစဉ်လေးကျွန်တော် Arsenal နဲ့ပွဲစဉ်လေးသွားလိုက်ရအောင် Arsenal လို့ဒီနေ့မှာပြောစရာမလိုတော့အောင် foul တွေအရင်ကောင်းတယ်ပြီးတော့ Murphy Corto နဲ့ Attacker Pro တွေအရင်ကောင်းတဲ့အသင်းလို့ပြောလို့ရတယ်နော် Uber Hadan လို့ဒီနေ့မှာတော်တော်ကိုခြေပြတ်တဲ့အနေထားနဲ့ Quacknight ဖြစ်ပေမဲ့ top 10တွေကိုခံကစားရင်ဖိအားများတယ်ဒီပွဲစဉ်က prediction တွေမှာတော့သုံးသပ်စရာမလိုအောင်ပဲမဲ့ Arsenal ဝင်းဖြစ်ဖို့အတွက်တော့လုံးဝကျင်းသေးတော့ဂိုးဘယ်လောက်သွားမလဲဆိုတာကြည့်ရမယ် Arsenal clean sheet လို့ဒီပွဲစဉ်မျှော်လင့်လို့ရရနော် Chorus score တွေနဲ့တော့ဒီနေ့ပွဲစဉ်ကိုကျွန်တော် Arsenal 2-0ဆိုတဲ့အနေထားနဲ့ပွဲစဉ်ခံမှန်းလိုက်ပါတယ်ဗျာ Okay ကျွန်တော်ပွဲစဉ်လေးချုပ်လိုက်ရမှာဆိုရင်ပြောဒီနေ့ရဲ့ final battle တွေကကြတော့ Chelsea ဝင်းမယ် Liverpool ဝင်းမယ် BTTS နော် Liverpool ကတော့ Burnley နဲ့ Fulham ကတော့ goal and 2.5 လောက်နဲ့ Arsenal ဝင်းမယ်အနေထားနဲ့တကယ်ကြီးတော့အဲ့လိုနှုတ်ဆက်လိုက်ပါမယ် Sunday မှာကျွန်တော်တို့ပြန်လဲဆော်ရကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ